ကဘာကြီးမှာအာဒါနဲ့လေးပါးကပဲစတယ်လို့ပြောဓမ္မကြီးလေးပါးကစတယ်ပဲပြောသူတို့ထက်မှာအမင်းဆိုတဲ့အဲ့ဒီလေပြည့်စုံရင်ပါလာလို့ကဘာကြီးကအချက်မပြတ်ဖဲနဲ့ဒီနေ့အထိကျွန်တော်တို့အထိသားစဉ်မျိုးလက်တွေဖြစ်လာတော့မလားအမင်းမှန်သမျှဘာသာမျိုးချရဲ့လို့ကျွန်တော်စိတ်ထဲမှာမရှိဘူးအမင်းသားတဲ့အမေကြောက်ဟာအမေပါပဲအမင်းသူကယုံညာလို့သူကမျိုးချမလို့သူကဘာမလို့ဘယ်ဘာသာမလို့မဟုတ်ပါဘူးကျွန်တော်မြင်လာဖြစ်ကျွန်တော်ပြောအောင်မယ်ကျွန်တော်လွန်သွားမလားမလွန်ပါဘူးကျွန်တော်စဉ်းစားထားပြီးမှပြောတာပါအမေမှန်ရင်လေအမေနားနဲ့ဘွားနဲ့ငါပြောလိုက်ကြစီတော့အမေဟာကျွန်တော်လက်ထက်ထွန်းမှာကျွန်တော်မျက်စိအောက်မှာပဲမိမရှိဖြစ်နေပါသေးအမေဟာအမေပါဘုရားတရားကို